ဒေသနဲ့ပတ်သက်တာမဟုတ်ဒီတိုင်းပဲထိုင်းနိုင်ငံတက်ပဲလာရှင်တယ်ပေါ့နော်ထိုင်းနိုင်ငံကိုစမျိုးစီပဲတက်လာရှင်တယ်လာလေရှင်တာပဲဖြစ်ပေါ့နော်ကျွန်တော်စီစဉ်ပေးတယ်ဗီဇာတွေလုပ်ပေးတယ်ပြီးတော့လီနဲ့ပဲလာရှင်တယ်ရတယ်ဒါမှမဟုတ်ဝင်တက်ရှိလေးဘက်ကနေကားနဲ့လာရှင်တယ်ရတယ်နောက်တစ်ခုကကျတော့အောင်လန်းနဲ့လာရှင်တယ်ရတယ်ပေါ့နော်အကုန်3လမ်းကြောင်း3လမ်းနဲ့ကိုလာရှင်တဲ့လမ်းကြောင်းလာလို့ရပါတော့သူကောင်မင်္ဂလာတဲ့အကျိုးတွေတော့အားလုံးပဲမင်္ဂလာပါဒီညီမလေးကတော့ပေါ့နော်ဘာနိုင်ငံနေထိုင်းလာဖို့ကျွန်တော်စီစဉ်ပြီးတော့မနေ့ကမှရောက်လာတဲ့ညီမလေးဖြစ်ပါတယ်မင်္ဂလာပါညီမလေးမင်္ဂလာပါဒါနီဘိုးဒါတော့ဒါရှိနော်ဒါပိုးရတဲ့ဝေဒာတမိုင်းအောင်ဒါရဖောင်းအောင်နော်ပုံအောင်တဲ့ဖောင်းဘူးနော်ဒါဒီကတော့တင်နာကျောင်းရောက်လာပြီပေါ့နော်တင်နာကျောင်းရောက်လာပြီမနေ့ကမှရောက်လာပေါ့နော်ဒီနေ့ကကျွန်တော်သူ့စီငွေလာကောက်တာဖြစ်ပါတယ်နော်ဘာငွေလာကောက်လဲဆိုတော့ plan နဲ့စီစဉ်ပေးရလိုက်တယ်ပေါ့နော်အော်တန်းနဲ့စီစဉ်ပေးပြီးတော့ကျွန်တော်မြန်မာနိုင်ငံကလေးကကျွန်တော်သူ့ကိုဗတ်တင်ထားလိုက်တယ်ပေါ့နော်ဗတ်တင်ပေးထားလိုက်တယ်ကျောင်းကကျတော့ကျောင်းတက်ဖို့ကျတော့ဒီဗတ်တင်တဲ့ဟိုကနေလေးပေါ့နော်နေလေးရှိတယ်ဆိုရင်ကျောင်းတက်လိုက်ရတယ်သူဆိုရင်ကျွန်တော်ဗတ်တင်ပေးထားတယ်ပေါ့နော်ဗတ်တင်ပေးထားတယ်နေလေးရှိတဲ့အတွက်ကျောင်းတက်ရတယ်နေလေးမရှိဘူးဗီဇာရှိ passport ပေါ့နော် passport ရှိတယ်ဗီဇာရှိတယ်အဲ့လိုဆိုလဲကျောင်းတက်လို့ရပါတယ်သူဆိုရင်ဗီဇာမရှိသေးဘူးပေါ့နော် passport စာအုပ်တော့ရှိတယ်ဗီဇာမလို့လိုက်ရောက်ပေါ့နော်သူအောက်လန်းနဲ့လာလိုက်ရတယ်အောက်လန်းနဲ့လာတော့ဘယ်နည်းလောက်ကြာလဲ4ရက်လောက်လားမသိဘူး4ရက်လောက်ကြာတယ်4ရက်ကြာတယ်ကဟိုဖြစ်လို့နှစ်တည်းလည်းဖြစ်တော့ပေါ့နော်နှစ်တည်းတည်းနေစလာနော်နှစ်တည်းတည်းနေတော့နော်အချိန်တော့စလာတော့နှစ်တည်းလည်းဖြစ်တော့ကြာသွားတယ်အမှန်ဆိုသူရဲ့ပုံမှန်ကဟို2ရက်လောက်ပဲပေါ့နော်2ရက်လောက်ဆိုပြီးထိုင်းရောက်ပြီတာချီလေးဘက်ကနေလာတယ်ပေါ့နော်တာချီလေးဘက်ကနေမလုံကားတွေပဲစီးသွားတယ်နော်မလုံကားပဲလိုမျိုးလမ်းလျှောက်ဆင်းရတာရှိလားလမ်းလျှောက်ဆင်းရမရှိဘူးဒီတိုင်း extra ကားမလုံကားနေနော်2ဆင်းလောက်စီးရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ငွေလာကောက်တာကျတော့ဒီဟိုပါပေါ့နော်ဗရိုက်တဲ့ငွေပေါ့နော်ရိုက်စရန်တင်ထားတယ်ပေါ့နော်အဲ့ဒါငွေလာကောက်တယ်နောက်တစ်ခုကကျတော့ဒီအောက်လန်းပေါ့နော်အောက်လန်းဒီလက်စိတ်ပေါ့နော်မြန်မာနိုင်ငံကနေပေါ့နော်ထိုင်းကရောက်ပြီပေါ့နော်ကျွန်တော်သူငွေလာကောက်တာဖြစ်ပါတယ်ငွေကကျတော့ကျွန်တော်တို့အောက်လန်းဘက်ကကျတော့ငွေကတန်းပြီးတော့ရှင်းလို့ရတယ်မြန်မာနိုင်ငံကလေးကတန်းပြီးတော့ရှင်းထားလို့ရတယ်ဒါမှမဟုတ်ဘူးထိုင်းရောက်မှာပေါ့နော်ကိုယ်ဆွေမျိုးစီထိုင်းရောက်မှာငွေရှင်းလို့လည်းရတယ်ပေါ့နော်ငွေရှေလို့လည်းရတယ်အဲ့လိုမျိုးကြိုက်တဲ့ကိုကြိုက်တဲ့နှစ်နည်းပေါ့နော်ငွေရှေလို့ရပါတယ်မြန်မာနိုင်ငံလည်းပဲတန်းချီဒါမှမဟုတ်ချုပ်ချမယုံကြည်ဘူးပေါ့နော်ကျွန်တော်ဒါလင်ခံထိမှာဆိုလို့ဆိုပြီးတော့လည်းထိုင်းရောက်မှာငွေပေးလို့ရတာဆိုလည်းရပါတယ်နော်ကျွန်တော်တို့ဒီထိုင်းနိုင်ငံရောက်ထိမှာကိုယ်ဆွေမျိုးရောက်ထိခေါ်လာပြီးတဲ့ဆွေမျိုးအရောက်ထိရောက်မှာကျွန်တော်တို့ကိုငွေပေးလို့ရပါတယ်ကျွန်တော်တို့ကိုငွေရှေလို့ရပါတယ်ဒီလမ်းစိတ်ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရပါတယ်ကျွန်တော်ကဟိုမျိုးပေါ့နော်ဒီတင်သားနဲ့ပတ်သက်တာမဟုတ်ဘဲနဲ့မြန်မာကနေပေါ့နော်ထိုင်းနိုင်ငံလာချင်တယ်ဆိုရင်ရတယ်နော်ဒီသားနဲ့ပတ်သက်တာမဟုတ်ဒီတိုင်းပဲထိုင်းနိုင်ငံတက်ပဲလာချင်တယ်ပေါ့နော်ထိုင်းနိုင်ငံကိုစမျိုးစီပဲတက်လာချင်တယ်လာလေချင်တာပဲဖြစ်ပေါ့နော်ကျွန်တော်စီစဉ်ပေးတယ်ဗီဇာတွေလုပ်ပေးတယ်ပြီးတော့လီနဲ့ပဲလာချင်တယ်ရတယ်ဒါမှမဟုတ်တက်ရှိလေးဘက်ကနေကားနဲ့လာချင်တယ်ရတယ်နောက်တစ်ခုကကျတော့အောင်လန်းနဲ့လာချင်တယ်ရတယ်ပေါ့နော်အကုန်3လမ်းကြောင်း3လမ်းနဲ့ကိုလာချင်တဲ့လမ်းကြောင်းလာလို့ရပါတော့သူရဲ့ငွေဈေးကကျတော့ကိုလာမဲ့လမ်းပုံမူတည်ပြီးတော့ငွေဈေးကလမ်းဈေးကကွာသွားတယ်ပေါ့နော်ရန်ကုန်ဘက်ကနေလေဗီဇာအပါပေါ့နော်လေနဲ့ဆိုရင်ဘယ်လောက်ဒါမှမဟုတ်ဗီဇာအပါတက်ရှိလေးဘက်ကနေကားနဲ့လာမယ်ဆိုရင်လည်းဘယ်လောက်ပေါ့နော်အောင်လန်းနဲ့ဆိုရင်လည်းဘယ်လောက်ပေါ့နော်ကျွန်တော်တို့ဒီမှာကျတော့အောင်လန်းကဈေးပေါ်ဆုံးပဲအောင်လန်းကဈေးအနည်းဆုံးပဲပေါ့နော်အဲ့လိုမျိုးအကြောင်းမို့လို့မြန်မာနိုင်ငံကနေပေါ့နော်တင်တန်းတက်ဖို့တက်ဖို့မြန်မာနိုင်ငံကနေလာချင်လဲရတယ်တင်တန်းတက်ဖို့မဟုတ်ဘဲနဲ့ဒီတိုင်းထိုင်းနိုင်ငံတက်ပဲလာချင်တယ်ဆိုလည်းရတယ်ကျွန်တော်စီမှာပြောလို့ရပါတော့ကျွန်တော်အလုံးစီစဉ်ပေးပါတယ်ဒီမှာလေးဆိုအခုတောင်းရောက်သွားပြီမနေ့ကမှပေါ့နော်မနေ့ကမှတောင်းရောက်လာတယ်အဲ့လိုမျိုးဒီနေ့ကျွန်တော်ရောက်ပဲကျွန်တော်လုပ်ပေးတယ်သူကျွန်တော်သူစီလာလိုက်တယ်လာပြီးကျွန်တော်ငွေကောက်တာဖြစ်ပါတယ်ငွေကတော့ဒီသူကငွေမရှင်းရသေးဘူးပေါ့နော်အွန်လိုင်းနေလာတယ်ပေါ့နော်ငွေမရှင်းရသေးဘူးကျွန်တော်သူစီမှာအခုဒီနေ့လာပြီးသူစီငွေလာကောက်တာဖြစ်ပါတယ်ကလာတဲ့အော်ဘယ်မူစီခမ်းကြပါမလဲစာခမ်းကြပါမလဲရတယ်ရောတယ်ဒါမှစမ်းတာရဖို့တယ်ဆိုအားနော်ဆိုအားရတယ်ရောတယ်နော်ညီမလေးဗာပြောရှင်နေတော့ဒီခုပေါ့ဟိုစင်တန်းလာတက်ရတာစင်ပြေတယ်ဟုတ်ကဲ့လာတက်ရှင်လဲလို့လဲလာတက်ပါလို့ပြောပါပါတယ်ကဲပါကျွန်တော်စီမှာရပါတယ်နော်ညီမလေးဆိုပြုံးချိုနေရမယ်โอเคကျေးဇူးတင်ပါတယ်ညီမလေးလိုချင်တဲ့ပန်းနိုင်တွေလည်းအမြန်ရောက်ပါစေစူးစမ်းပါပါနော်တခုခုလိုရင်အခုစီစုံစမ်းမြင်မြန်လို့ရတယ်ပြောလို့ရတယ်နော်အကိုကူညီပေးပါမယ်ထိုင်းနိုင်ငံကိုသွားရတာမကျွမ်းဘူးဆိုလည်းအကိုဘယ်လိုသွားမယ်ဆိုတော့အကိုအကုန်ပြောပြပေးပါမယ်โอเคပါသူကတော့တယောက်ထည့်ရောက်လာတယ်ပေါ့နော်โอเคအားကောင်းကျေးဇူးတင်အောင်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကောင်းတဲ့နေ့ဖြစ်ပါစေ